ကျမကိုမကောင်းမြင်အောင်မလုပ်ပါနဲ့။ online မှာ Piper Rocket ရဲ့အဖော်ချွတ်ပုံကြီးရှာနေကြတဲ့ခမားတို့ကမှတကယ့်ယွန်စရာကောင်းလာပါ။ကစားသမားကိုမမုန်းပါနဲ့ဂင်းကိုပဲမုန်းလိုက်ပါဟုသူမကပြန်လေချေပြက်ခဲ့သည်။ကလေးတရုတ်ဆောင်ဘဝမှသည်အင်တာနက်စာမျက်နှာထက်မှအငင်းပွားစရာအောင်မြင်မှုများအထိ Piper Rocket ၏ဘဝအခုပြောင်းသည့်2026ခုနှစ်တည်းအစောဆုံးနှင့်အလုတ်ခတ်ဆုံးတည်တံတပုတ်ဖြစ်လာခဲ့သည်။ကလေးဘဝ၏အဖြစ်ကင်းစင်သောပုံရိပ်ကိုစွန့်ခွာကအရွယ်ရောက်ပြီးသူတွေအထက်တီးတန့် platform ဖြစ်သော OnlyFans တို့ခြေစုံပစ်ဝင်ရောက်ခဲ့သည့်သူမ၏ဝင်ငွေကြေညာချက်များကအင်တာနက်တခွင်ကိုစုပူးသွားစေခဲ့သည်။စံချိန်တင်ဝင်ငွေလားသို့မဟုတ် Photoshop လားကလေးသေးဆောင်ဟောင်း Piper Rocket ၏ OnlyFans ပွဲဦးထွက်၌တန်းကြည်သောအငင်းတွားမှုများ YouTube နှင့် TikTok တို့တွင် follower တန်းမြောင်းများစွာပိုင်ဆိုင်ထားသည့်အသက်18နှစ်အရွယ် influencer Piper Rocket သည်2026ခုနှစ်ဇန်နဝါရီလတရက်နေ့တွင် OnlyFans အကောင့်တစ်ခုဖွင့်လှစ်လိုက်ကြောင်းကြေညာကာသူမ၏အရွယ်ရောက်သည့်သူလောကသို့ဝင်ရောက်ခြင်းကိုတရားဝင်စတင်ခဲ့သည်။တနာရီအတွေ့ဒေါ်လာ3သိန်းနှင့်စံချိန်တင်အောင်ပွဲပိုက်ပါသည့် platform သို့ဝင်ရောက်ပြီးတနာရီအတွင်းမှာပင်ဒေါ်လာ3သိန်းကျော်ရရှိခဲ့ကြောင်းနဲ့ပထမဦးဆုံးတစ်နှစ်24နာရီအတွင်းစုစုပေါင်းဝင်ငွေ American dollar 1.9 သန်းထိုင်းဘတ်တန်းတရာနီပေါင်းရရှိခဲ့ကြောင်း screenshot များနဲ့ X Twitter ပေါ်မှာကြွားဝါခဲ့သည်တနာရီအတွင်းဒေါ်လာ3သိန်းကျမဘဝကိုပြောင်းလဲပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုသူမကအောင်ပွဲခံရေးသားခဲ့သည်သူမ၏ထုတ်ပြန်ချက်အရဝင်ငွေတွေက subscription ကြီးအဖြစ်ဒေါ်လာ9သိန်းကျော်နဲ့ tip points အဖြစ်ဒေါ်လာ6000ကျော်ပါဝင်နေသည်ဟုသိရသည် Photoshop တန်တရားနှင့်ဝေဖန်မှုများထို့သောဤကိန်းဂဏန်းများအပေါ်လူအများကတန်တရားဝင်ခဲ့ကြသည်အထူးသဖြင့်နာမည်ကြီး influencer တဦးဖြစ်သော Jamily Smith က Piper တင်ခဲ့သည့်ဝင်ငွေပုံရိပ်များသည့် Photoshop နှင့်ပြုပြင်ထားခြင်းဖြစ်နိုင်ကြောင်းထောက်ပြခဲ့သည်သူမအဆိုအရဝင်ငွေကိန်းဂဏန်းရှင်မှာဒေါ်လာတင်ကေတက်ပျောက်ဆုံးနေခြင်းဟာ OnlyFans စနစ်၏တကယ်အစဉ်အလက်နှင့်ကွဲလွဲနေကြောင်း Piper သည်ရခင်ကဝင်ငွေလင်ပတ်မှုနှင့်နာမည်ပစ်ခဲ့သည့် Sophie Rain ကိုအတူယူရန်ကြိုးစားတော်လဲတဲပြတ်မှုမကျွမ်းကျင်ပါဖြစ်တဲ့ဟုပြတော်ခဲ့သည်ကြော်ကြားမှုနောက်ကမှောင်တိုက်သောအသည့်Piper ၏ဘဝဇာတ်ကြောင်းမှာငယ်စဉ်ကတည်းကစင်ခေါ်မှုများဖြင့်ပြည့်နေခဲ့သည်အသက်8နှစ်အရွယ်မှစ၍ကင်မရာရှိမှကြီးပြင်းလာခဲ့ရပြီးသူမ၏မိခင်ဖြစ်သူကသူမကို Piper Squad အဖွဲ့ဝင်အဖြစ်ကြော်ကြားလာစေရန်နောက်ကန်မှထွန်းရပေးခဲ့သည်ထို့တော်လေဤကြော်ကြားမှုသည်2022ခုနှစ်တွင်တရားစွဲမှုများကိုဖြစ်ပေါ်စေခဲ့ပြီး Piper Squad အဖွဲ့ဝင်အောင်တခေါ်ကသူမ၏မိခင်ကိုမတရားသောလျော်ခန့်နှင့်မသင့်တော်သောအဖြစ်မှုများအတွက်တရားစွဲခဲ့ကြသည်ဤမှုသည်2024ခုနှစ်တွင်ဒေါ်လာ2သိန်းနှင့်ပြည်လေခဲ့သည်ဤ Kidfluencing လောကကြီးမောင်တိုက်သောအပိုင်းကို Netflix က2025ခုနှစ်တွင် Bad Influence: The Dark Side of Kidfluencing အမည်ဖြင့်မှတ်တမ်းရုပ်ရှင်ကိုထုတ်ပြန်ပြသခဲ့ပြီးသည်ဝေဖန်မှုများကိုပြန်လိုက်တုံ့ပြန်ခြင်းသူမ၏ကြော်ကြားမှု post ကိုပြန်ဖတ်လိုက်တော့လဲ Piper ကဝေဖန်သူများကိုဖက်ပြက်သားသားတုံ့ပြန်ခဲ့သည်သူမကရရှိလာသောဝင်ငွေကိုဖြင့်သူမ၏အဖွားကိုကားတစ်စီးဝယ်ပေးခံကြောင်းဆိုသည်ကျမကိုမကောင်းမြင်အောင်မလွတ်ပါနဲ့ online မှာ Piper Rocket ရဲ့ပေါက်ချပုံနေရှာနေကြတဲ့ခမားတို့ကမှတကယ့်ယွန်စရာကောင်းတာပါကစားသမားကိုမမုန်းပါနဲ့ဂင်းကိုပဲမုန်းလိုက်ပါဟုသူမကပြန်လဲချီပစ်ခဲ့သည်လက်ရှိမှာ Piper Rocket သည် YouTube မှာ 12.2 သန်းနဲ့ TikTok မှာ 18.6 သန်းထိ follower များရှိနေသဖြင့်ကလေးတရုတ်ဆောင်ကဝါမှသည်အရွယ်ရောက်ပြီးသူ content creator ဘဝကိုကူးပြောင်းခြင်းသည်လူမီဒီယာကျင့်တဝက်များဆိုင်ရာဆွေးနွေးမှုများကိုပုံမပြင်းထန်စေခဲ့သည်